ထပ်မိမယ်နော်။ဟုတ်ပြီ83လေးပြောကြည့်ရအောင်။အဲ့ဆိုရင်အကိုဝင်းမြင့်သူကပြောပြပါဦးနော်။ Dry on ရချက်ဦးစင်းနဲ့တွေ့ရတူနေပြီမယ်နော် Sipsish dry on Sips Sipsish Sipsish dry on Sipsish ဒါပဲဟုတ်တယ်နော်ဟုတ်ပြီချက်နောက်တစ်လုံးလေးပြောကြည့်ပါဦး55လေးအကိုပြောကြည့်ပါဦး Phone on Phonesish phone on phone fish တော်လိုက်တာကဲအကုန်လုံးတော်တော်ရနေကြပြီထင်တယ်နော် phone on phone fish ရမယ်โอเคဒါပေမဲ့ဒီချက်ကိုသတိထားမယ်နော်လုံးဝခွဲမြေးပါဘူးတစ်လုံးမှာခွဲမြေးနော် phone ကတက်တက် on ကတက်တက် phone fish ကတက်တက်ရှင်းရှင်းလေးကြိုက်လို့ဆိုရင်သွားခွဲရလို့မရအောင်နော်ဒါသူတို့သတ်မှတ်ထားတဲ့ပုံစံပဲချက်တို့အဲကြောင့်သတိထားပေးမယ်နော်ဒီချက်ဆိုလဲဒါဆက်စတင်တော့ဟိုး Fascia ပေါက်စားဆိုရင်အဖြေကအကုန်မှန်တယ်အရန်ကိုရှေ့ပြီးတော့ကိုယ့်ဘာသာခွဲလိုက်တာတမှတ်မှမရဘူးကျူတူဖြေတော့ဆို0ပဲရတယ်ပေါ့နော်အဲကြောင့်ဒါလေးကျွန်တော်သတိထားမယ်တခုမှခွဲမရဘူးနော်စာကြောင်းရှေ့ရင်ရှေ့သွားပါစေအမြဲတမ်းပေါင်းရည်မယ်နော်ဟုတ်ပြီအဲကြောင့်နောက်ထပ်ထပ်ပြီးတော့ကြည့်ကြည့်ရအောင်28လေးတစ်ချက်ကိုပြောကြည့်မယ်နော်ဒီချက်February အချက်ကိုပြောပြပါအောင်28နောက်ကကဏ္ဍကိုရင်ခေါ်မယ်နော် Act on 20 Act on Oh 20 sorry အမှန်တယ်လေ act on အမှန်လား မှန်တယ်20 Rising 20ကကျော်ဘာဖြစ်မလဲ20 ဟုတ်တယ်နော် Seven 30ကကျတော့30ရပါတယ်ချက်ချင်းမမှတ်မိသေးဘူးเนาะ act on 20ဟုတ်ပြီကျတော့နောက်လေးထပ်ပြောကြည့်မယ်เนาะနောက်တစ်လုံးလေးချက်33လေးပြောကြည့်ပါဦး33 Dry on ဟုတ်တယ် 7 30ကကျတော့ပါလေပြောင်းပြန် Dry အဲ့တော့30ကမှ dry အဲ့တော့အဖြေက dry on dry ဟုတ်တယ်ဟုတ်ပြီကျနောက်ထပ်နည်းနည်းလေးထပ်မေးမယ်เนาะဒါချက်နှလုံးတွဲလေးတွေပဲရှိသေးရဲ့เนาะ68ချက်ကိုသဇင်ကပြောပေးပါဦး68ဆိုဘာဖြစ်သွားမလဲ Dry on ချက်တော့နောက်ကကဏ္ဍကိုရင်ခေါ်မယ်နောက်ကကဏ္ဍကိုရင်ခေါ်မယ်68 Act on act Noise noises မှန်တယ်ဟုတ်ပြီအဲ့လိုချက်နောက်တစ်ယောက်ခေါ်လိုက်မယ်နောက်တစ်ခုကချက်တော့18လေးကိုအကိုခွန်အောင်ဟင်းရပြောကြည့်ပါဦး18က Oxen ဟုတ်တယ်မှန်တယ်နော် good နောက်တစ်ခုချက်ကိုရှိအောင်မလဲ24လေးဆက်ပြောကြည့်ပါဦး24က Fear und fear on 20 20ဟုတ်တယ်တော်လိုက်တာရမယ်နော်အဲ့တော့ကိုတိုင်းကလည်းတီးတဲ့ကောင်မှတ်မိမယ်ကိုရဲ့အတန်းဖော်တငယ်ချင်းတွေဆိုရင်လည်းတော်တော်များများရမယ်လို့ထင်တယ်နော်ဒါကဒီကျနှလုံးရှိပြီနော်နှလုံးတွဲလေးပေါ့နော်ဆယ်ကဏ္ဍလေးရပြီဆိုဒီကျရာကဏ္ဍလေးဆက်သွားမယ်နားလည်မယ်နော်အဲ့တော့ဒီကျတို့ဘာအဓိကကြက်ထားရင်ရပြီလဲ3ညကနေ12ထိကြက်ထားမယ်ပြီးရင်ဘာကြက်မလဲ20 30 40 50ဆိုတဲ့အဲ့ဒီ10ပြည့်လေးတွေကြက်ထားမယ်ဒါဆိုရင်ကျတို့အလဲရဟာတွေရေးတက်မယ်သတိထားမယ့်ဟာလေးတွေက6တော့သတိထားပေါ့နော်6ဆိုရင်16မှာ s ပြုတ်သွားတယ်အခုလိုမျိုးသူနဲ့ခံရတဲ့ဟာလေးဆိုရင် s ပြန်ပါလာတယ်နော်60မှာ s ပြန်ပြုတ်သွားမယ်အဲ့တော့6ကတော့ကိုယ့်ရဲ့စာအုပ်ထဲမှာ notebook ထဲမှာချွင်းချက်အနေနဲ့မှတ်ထားပေါ့နော်အဲ့တော့16နဲ့60မှာ s ပြုတ်သွားမယ်ကျန်တာတွေမှာပြန်ပါမယ်နော်ဟုတ်ပြီဒါဆိုဒီချက်3လုံးတွဲလေးဆက်သွားပါမယ်နော်အဲ့တော့69ဆိုရင်ရော69ကဘယ်လိုဖြစ်သွားမလဲပြောကြည့်ကြမလားအကုန်လုံး69 Noin onဒါပဲ noin on noises เนาะ okay ဟုတ်ပြီအဲ့တော့ဒီချက်ရာဂဏန်းလေးဆက်သွားမယ်เนาะထပ်ပြီးတော့နားထောင်ကြည့်ကြည့်ရအောင်ရာဂဏန်းလည်းဘာမှမခက်ဘူးဒီချက်ကခုနကပြောခဲ့တယ်100ဆိုရင် 100 လို့ပြောတယ်เนาะ 100အဲ့တော့ဒီချက်တို့ကသူ့အရှိမဘာဖြစ်လဲI ကိုမြှုပ်ထားတာ I ထည့်လဲရတယ်เนาะ I 100 100အဲ့လိုမျိုးပေါ့เนาะဟုတ်ပြီဒီချက်က200လို့ပြောမယ်ဆိုရင်2ကိုဒီချက်တို့ကြက်ပြီးသားလေเนาะ 200ဒါပဲ300ဆိုရင် 300 400ဆိုရင် 400 500ဆိုရင် 500 600ဆိုရင် 600 900 7 arc ဒါပဲတစ်ဆက်ထည့်သွားမှာအဲကြောင့်ဒီချက်ပြောပြီးသား1 to 10တာပိုင်အောင်ကြက်တာအကုန်လုံးတက်တယ်เนาะဟုတ်ပြီသို့တော်ဒီချက်တို့ကအမြဲတမ်း100 200ပဲလာမှာမဟုတ်ဘူးလေ120တို့128တို့ဒီလိုတွေလည်းလာအောင်ပါ။အဲ့တော့ကျွန်တော်ကြည့်ကြည့်မယ်နော်။ဥပမာဒီချက်က105ကိုလုပ်ချင်တယ်။အဲ့တော့105ကိုဒီချက်တော့နားလည်လိုက်မယ်
100နဲ့9နဲ့ပေါင်းထားတာเนาะအဲ့လိုမျိုးလေးပေါ့105ဆိုရင်100နဲ့9နဲ့ပေါင်းထားတာအဲ့တော့ဒီဆယ်တော့က100ကိုသိပြီးသားလေးเนาะ100က I 100 I ကမဖြစ်မနေမဟုတ်ဖြုတ်ပြီးတော့ဆိုလဲရတယ်100လို့ဆိုလဲရတယ်เนาะ100 9ကိုကျွန်တော်သိပြီးသား phone အဲ့ဒီကြားထဲမှာဘာမှမခံဘူးသတိထားမယ်နော် on မခံပါဘူး on ကဘယ်ခါမှခံမလဲဆိုရင်ကျွန်တော်နှလုံးထဲကိုပြောတဲ့ခါမှာခံမယ်ခုနလိုမျိုး25 38အဲ့လိုမျိုးနှလုံးထဲလေးပြောတဲ့ခါမှာကျွန်တော် on ခံမယ်အခုလိုမျိုးရာဂဏန်းမှာကျွန်တော်ကဒီလိုမျိုးတတွဲလေးပြောရင်မခံဘူးနော်105ဆိုရင်100နဲ့9နဲ့ပေါင်းထားတာ I 100 phones ဒါပဲ400နဲ့404ဆိုရင် Fia 100 Fia အဲ့လိုဖြစ်မယ်နော် Fia 100 Fia အလဲမှာကျတော့3ညဖြစ်နေနော်404ဟုတ်ပြီသို့တော့105ဆိုရင် I 100 phone ဥမာ205ဆိုရင် Savai 100 phone 103ဆိုရင် I 100 drawing ဟုတ်လားအရှိက I 100အနောက်က I Savai drawing ဆိုပြောင်းသွားရုံပဲနော်ဟုတ်ပြီအဲ့ဆိုကျွန်တော်က3ညမပါဘဲနဲ့အကုန်လုံးအပြည့်ဖြစ်နေတဲ့ခဏဥပမာ155လိုမျိုးကဏ္ဍကြည့်ကြည့်မယ်နော်155ဒါဆိုလို့ရှိရင်ဒီဆယ်တို့ကသူ့ကိုခုနလိုမျိုးဒီလိုအတွဲထဲမရေးတော့ဒီလိုတွဲရေးတာဆိုအလယ်မှာ3ညာလေးပါနေလို့400နဲ့4နဲ့ပေါင်းတယ်ဆိုပြီးတော့တန်းပြီးတော့မှတ်လို့ရတယ်အခုလို155ကျတော့ကျွန်တော်ဗာလဲဆိုတော့အရင်ဆုံးအရှိမကျွန်တော်တစ်တွေ့ရယ်နော်အဲ့ဒီတစ်ကိုကျွန်တော်ကအရင်ဆုံးဗာလဲ I 100155 100နဲ့55နဲ့ပေါင်းတာအဲ့သဘောပဲလीเนาะအဲ့တော့ I 100ဟုတ်ပြီ55ကိုတီချာတို့ကတိဆောက်ရတော့မယ်အဲ့အခါမှာဘာမှခေါင်းရှုံမသွားဘူးတီချာတို့ခုနကတင်ခဲ့တဲ့အတိုင်းပဲအဲ့ဒီ rules တိုင်းပဲပြန်သွားမယ်ဆိုရင်55ကျတော့ဗာလဲ form on form session နဲ့သွားတာเนาะအဲ့တော့ယာနဲ့ခုနဒီ100နဲ့55ကြားထဲမှာဘာမှမခံဘူးအဲ့ဒီ10ကဏ္ဍသူ့ရဲ့ကြားထဲမှာပဲကျွန်တော် on ခံမယ်เนาะအဲ့တော့အဖြေက I 100 form on form session ဒါပဲဖြစ်သွားမှာเนาะ100နဲ့ခုနရာကဏ္ဍနဲ့10ကဏ္ဍကြားထဲမှာဘာ on မခံဘူး10ကဏ္ဍတီးတန့်သူတို့နှလုံးနဲ့ကြားထဲမှာကျွန်တော် on ခံမယ်เนาะအဲ့တော့ဘယ်လိုဖြစ်သွားမလဲ155ဆိုရင် I 100 form on form session ဒါပဲဖြစ်သွားမယ်เนาะဟုတ်ပြီအဲ့တော့ကျွန်တော်နောက်ထပ်ကြည့်ကြည့်မယ်ဥပမာဒီဆယ်က468เนาะ468ဆိုရင်ရှေ့ဆုံးက4ကိုကျွန်တော်အရင်ကြည့်မယ်ရာကဏ္ဍကဘယ်လောက်လဲ400เนาะ400ဆိုတော့ Fia 100 Fia 100အနောက်မှာဒီခြေတော့က68ရှိတယ်68ကိုခုနကတင်ခဲ့တဲ့အတိုင်းပဲလုံးမယ်အဲ့တော့400ကိုပြီးသွားဆို4လေးကိုမျက်လုံးထဲမှာခဏဖယ်ထားလိုက်မျက်လုံးထဲမှာခဏဖယ်တာ68ကိုပဲခြေတော့တိဆောက်တော့မယ်အဲ့တော့ခုနအတိုင်းပဲတိဆောက်မယ်နောက်ဆုံးမှာရှိတဲ့ခဏကိုအရင်ရေးမယ်ဆိုတော့ arced အရင်လာမယ်နော် arced 60ရကြတော့ success အဲ့တော့အဖြေက468ဆိုလို့ရှိရင် Fia 100ပြီးရင်400ကဏ္ဍပြီးသွားပြီ68ကိုမျက်လုံးထဲဝင်မယ်8ကနောက်ဆုံးမှရှိတာနောက်မှရှိတဲ့ကဏ္ဍကိုအရင်ခေါ်မယ်ဆိုတော့ arced on success ဒါပဲဖြစ်သွားမယ်နော်ဟုတ်ပြီအဲ့ဒီကျနောက်တစ်ခုလေးထပ်ပြီးတော့လုပ်ပြမယ်ကျန်တဲ့သူလေးတွေနားထောင်ကြည့်မယ်နော်โอเคဥပမာကျတို့က252เนาะ252ရှေ့ဆုံးမှာရှိတဲ့ရာဂဏန်းကပါလဲ200ဆိုတော့အရင်ဆုံးရာဂဏန်းကိုသူ့ကိစ္စပြတ်သွားအရင်ရေးကြမယ် Savai 100ရာဂဏန်း โอเค52ကိုခြေတော့ကလောက်တော့မယ်ဘာမှမရှုပ်ဘူးနောက်ကကဏ္ဍကိုအရင်ခေါ်မယ်ညာဒီခြေပြောလေးနားထောင်ကြည့်မယ်နော်မဆိုလို့အဲ့တော့နောက်ကကဏ္ဍကိုခြေတော့အရင်ခေါ်မယ်ဆိုတော့ Savai ဟုတ်တယ်နော်အဲ့တော့252မှာ Savai 100ရေးပြီးပြီဆိုရင်နှစ်လေးကိုခဏလက်လေးနဲ့꿰ထားကြည့်52ပဲ52ကိုခြေခုနကတင်တဲ့အတိုင်းပဲသွားမယ်နောက်ကကဏ္ဍကိုအရင်ခေါ်မယ်ဆိုတော့ Savai on 50က form stage နော် Savai on form stage အဲဆိုရင်252ဆိုပြီးဒီလိုဖြစ်သွားလိမ့်မယ်ညမယ်နော်မဆိုလို့ချက်တေချာလေးလိုက်ကြည့်ထားမယ်နော်โอเคဆယ်နောက်ထပ်တစ်လုံးထပ်ရေးပြအောင်မယ်နော်ဥပမာခြေတို့က83လုံးလိုဟာမျိုးခြေတို့ဒီ line ပေါ်မှာ memes တွေတွေ့မှာပေါ့နော်အရှိကြီးပဲဆိုရတယ်ဆိုတာလေတကယ်တော့သူ့စီမှာပါလဲအတိတ်ဘယ်ကိုစီတီးတန့်ရှိပြီးသားအဲ့ဒါလေးတော့အကုန်လုံးပေါင်းပြီးတော့ထွက်လိုက်တဲ့သဘောပဲနော်ဟုတ်ပြီ888ကိုခြေတို့ထွက်ကြည့်ကြမယ်အရင်ဆုံးရှေ့ဆုံးမှာရှိနေတဲ့ရာဂဏန်းက800အဲ့တော့သူ့ကိစ္စအရင်ပြတ်သွားအရင်ရေးကြမယ် arc 100 arc 100ဟုတ်ပြီအဲ့ဒီကိစ္စပြတ်သွားပြီဆိုရင်10ကဏ္ဍကိုပုံမှန်တိုင်းနဲ့ပြန်သွားမယ်88ကနောက်ကရှေ့ကပြောနေတော့တူတူပဲဆိုတော့ arced on axis ဒါပဲအဲ့တော့ arc 100 arc on axis အမခက်ဘူးเนาะဒီချေတော့အကုန်လုံးကြက်ပြီးသား8ကိုလည်းကြက်ပြီးသား80ကိုလည်းကြက်ပြီးသားဆိုရင်အကုန်ရေးတတ်တယ်เนาะဟုတ်ပြီဒါဆိုရင်ချေကခုနလိုမျိုးလေးဒါလေးမေးကြည့်မယ်เนาะအဲ့တော့ဒီချက်လေးဒီမှာစိတ်ထဲရှိရခဏချရေးလိုက်မယ်နော်
ဟုတ်ပြီအဲ့တော့ဒီချက်ကိုဒါလေးထွက်ကြည့်ရအောင်နော်မအေးမွန်ထေးရချက်ကိုပြောပြပါအောင်925ဆိုဘယ်လိုပြောမလဲ700ဟုတ်တယ်700 font on ဟုတ်တယ် 20ဟုတ်တယ်မှန်တယ်နော် font on 20ကဲဒါဆိုရင်နားလည်တယ်လို့ယူဆလို့ရတယ်နော်အကုန်မှန်တယ်ဟုတ်ပြီခြေနောက်တစ်ယောက်ဆက်မေးကြည့်မယ်နော်340လေးပြောကြည့်မယ်ခေါ်လိုက်ပြရလား340ပြောကြည့်မယ်နော်โอเคအဲ့တော့မဆန်တာပြောကြည့်ပါအောင်နော် 300 300ဟုတ်တယ်40ဟာ 40 50ရတယ်ကျတော့အခုမှတင်တာဆိုတော့ကြည့်ပြောလဲရတယ်နော်300 50 okay 700 နောက်တစ်ခုတစ်ချက်ဆက်သွားမယ်နော်နောက်တစ်ခုကကြတော့223လေးခြေတို့ပြောကြည့်ကြမယ်ညာအဲ့တော့ခြေကိုဟေလိုကပြောကြည့်ပါအောင်200ဟုတ်တယ်200 23အောင်သမီးလေး 3 အလယ်မှာကျတော့ on လေးနဲ့ဆက်မယ်ဟုတ်တယ် 300 70ဟုတ်တယ်မှန်တယ်200 300 20 223ဟုတ်တယ်မှန်တယ်နော်โอเคကျန်နောက်တစ်ခုထပ်ရေးမယ်နော်ဒီမှာ920ဒါလေးကတော့လွယ်မယ်ထင်တယ်ညာအဲဆိုရင်မရီမွန်အချက်ကိုပြောပေးပါဦး920 font that 20ဒါပဲတွေ့လားလွယ်လေးเนาะဒီကျတို့ဒီ900ကျော်မပြောနဲ့90လို့တော့ကျတို့တစ်ခါမှမကြက်ဘူးလေเนาะကြက်ဖို့ဆိုတော့ဝေသို့တော့ဘာဖြစ်လဲ1 to 10ကိုရတာနဲ့ဒီကျတို့မမြင်ဘူးတဲ့ရာခိုင်နှန်းအောင်ကျတို့ရေးတက်သွားပြီတွေ့လားအဲ့တော့အဓိကကလည်း3ညကနေစနစ်ထိကြက်မယ်ပြီးဒီ10ပြောတယ်20 30 40ဆိုတဲ့အဲ့ဒီ10ပြည့်ကဏ္ဍလေးကြက်မယ်ဒါဆိုရင်ကြိုက်တဲ့ရာခိုင်နှန်းထောင်ကဏ္ဍတောင်းကဏ္ဍထိဒီကျတို့အကုန်ရေးတက်တယ်ဘာမှလိုက်ကြက်စရာမလိုအလုံးစိเนาะပင်မန်းတယ်เนาะဟုတ်ပြီဒါဆိုရင်ဒီချိန်နောက်ထပ်ရာခိုင်နှန်းလေးတစ်လုံးထပ်ပြီးတော့ရေးခိုင်းကြည့်မယ်เนาะ849လေးချေလို့ရေးကြည့်မယ်ဒီချက်လဲစိတ်ထဲရှိခဏခေါ်တာเนาะအဲဆိုရင်ဒီချက်ကိုမထက်ရွှေကြီးပြောကြည့်ပါဦး 100 ဟုတ်တယ်800က arc honda 49ဆိုရင်နောက်ကခဏကိုရင်ခေါ်မယ် on50မှန်ပါတယ် arc honda 9 on 50ဒါပဲမှန်တယ်နော်โอเคဒါဆိုရင်ရာကဏန်း10ကဏန်းဒီချက်ရပြီလို့ထင်တယ်ဒီချက်ထောင်ကဏန်းလေးဆက်သွားမယ်ထောင်ကဏန်းလေးဘာမှမခတ်ဘူးเนาะအစင်လိုက်ပဲခြေတော့သွားမှာဥပမာခြေတို့က1000ဥပမာခြေတို့ English မှာ1000ပေါ့ဂျာ